ကျွန်တော်ရဲ့ဘဝမှာအရန်ကြောက်တာတွေကြုံဘူးလားအရန်ကြောက်တဲ့အချိန်တွေအရန်ဝမ်းနေတဲ့အချိန်ရောကြုံဘူးလားအထီးကျန်တဲ့အချိန်ရောကြုံဘူးလားတနေ့တော့လူနှစ်ယောက်ကအိဝင်ကလေးသွားဟောတယ်အဲ့ဒီနှစ်ယောက်ကအိဝင်ကလေးဟောမယ်ဆိုပြီးတော့တောတောင်တစ်ခုဖြတ်တဲ့အချိန်မှာတဲ့လေပင်နေတိုက်မိုးရီရွာမိုးကြိုးတွေပြစ်ကဘာတွေပြိုပြီးတော့တခါတဲ့သူတို့ကအရှိကိုဆက်လို့မရတော့နောက်ဆုံးတော့သူတို့ညောင်အရန်ကြောက်တော့ဒီဘက်ကလည်းကြောက်ဟိုဘက်ကလည်းကြောက်နှစ်ယောက်စလုံးကကြောက်အဲ့နဲ့ပြောတဲ့ဟဲ့အောင်မင်းစုတောင်းတော့ကွာတဲ့ငါတိတ်မတောင်းတတ်ဘူးတဲ့ငါလည်းတိတ်တော့မတောင်းတတ်ဘူးတဲ့ဒါပေမဲ့မင်းတိတ်မတောင်းတတ်လဲနည်းနည်းပါးပါးတော့တောင်းတတ်တယ်မင်းတောင်းလေအဲ့နဲ့သူကစုတောင်းတယ်ဘုရားခင်ကျွန်တော်တို့ကကိုရောဖယားရဲ့ဧဝံဂေလိဟောဖွင့်အတွက်ရောက်လာပါတယ်ဒါပေမဲ့အခုချိန်မှာတော့လေပင်တွေတိုက်မိုးတွေရွာမိုးကြိုးတွေပြစ်ကဘာတွေပြိုတော့ကျွန်တော်တို့အခုအရန်ကြောက်နေပါတယ်ကိုရောတွေ့ရင်တော့ကိုရောလည်းကြောက်မှာပဲကျွန်တော်တို့အရန်ကြောက်တဲ့အချိန်မှာမကြောက်စေပေးရင်ရောကြောက်မှာပဲမလားမကြောက်တဲ့နီးလန်းတွေပြောပြရင်ရောကြောက်မှာပါပဲเนาะဘလို့နီးနေပဲဖြစ်ဖြစ်ကြောက်နေတဲ့အချိန်မှာတော့အဲ့ဒီမကြောက်တဲ့နီးတွေဘာတွေပေးနေလို့မရအဲ့ဒီအလိုအရန်ကြောက်နေတဲ့အချိန်မှာကျွန်တော်ရဲ့အနားမှာကျွန်တော်နဲ့အတူတကွရင်ဆိုင်မဲ့သူကျွန်တော်နဲ့အတူတကွမျှဝေပြီးခံစားမဲ့သူလိုအပ်တယ်အဲ့ဒါအတွက်ကြောင့်မလို့ကျွန်တော်ငငယ်တုန်းကအိတ်တဲ့အခါမှာအမောင်ကြောက်တဲ့အခါဘေးမှာအဲ့ဒီချိန်မှာလေအားပေးမဲ့သူမလို့အမောင်မှာအိတ်ဖို့တတိရှိအိတ်နီးတွေပါမလို့ဘာလို့ရလဲကျွန်တော်ရဲ့အနားမှာလာအိတ်ကူမဲ့သူလို့အဲ့ဒါအကြောင်းမိဘတွေနားမှာအိတ်ကြတယ်ညီကောင်မောင်မတွေအတူတူအိတ်ကြတယ်ဘာကြောင့်ဆိုကိုကြောက်တယ်တယောက်တည်းမနေရဘူးမလေးရှားမှာကြီးစုတော့ချင်းမှာနော်အခန်းဒီမှာဆိုအိမ်ဒါဒီမှာတချို့ master room နဲ့ဆိုနေလဲမလားကျွန်တော်တို့စီမှာဆိုရင်အဲ့လိုမဟုတ်ကျွန်တော်တို့အိမ်ရှင်းနဲ့အိမ်ဒါနဲ့ကဘယ်လောက်သွားလဲဆိုပေ90လောက်သွားရတယ်ပေ100မဟုတ်ပေ100လောက်သွားတယ်ပေ100ဆိုတော့ဒီကနေပြီးတော့အဲ့ဒီကနောက်ထိဆိုရင်ပေ90အဲ့ဒီကနေပြီးတော့နောက်ထပ်ပေ90စဉ်းစားကြည့်နော်အဲ့ဒါပြီးရင်လေကျွန်တော်တို့အဲ့ဒီအိမ်သားကိုသွားပို့ရန်အတွက်ကျွန်တော်တို့အိမ်ရှေ့နဲ့အဲ့ဒီအိမ်သားကိုသွားပို့ရန်အတွက်လမ်းမှာပြောင်းဖို့စိုက်ထားတယ်ပြောင်းဖို့စိုက်ထားတယ်ဆိုတော့ပြောင်းဖို့အပင်တွေကအမြင့်ကြီးလေအဲ့တော့ခလေးဆိုတော့စဉ်းစားကြည့်ကျွန်တော်တို့ကဒလောက်ပဲရှိတယ်ဆိုတော့အဲ့ဒီပြောင်းဖို့ပင်တွေရဲ့ကြားထဲမှာသွားရတာလေနော်တခါနော်အဲ့ဒီအိမ်သားသွားပို့ရန်အတွက်မလွယ်ဘူးအရန်ကြောက်အဲ့တော့ဘာလုပ်လဲတိလားတချင်းဆိုပြီးသွားရတယ်တချင်းမရှိရင်လည်းတချင်းလုပ်ပြီးသွားရတယ်အတန်နေတာဟလားအဲ့ဒီအချိန်မှာကျွန်တော်လိုအပ်တာပါလဲဆိုရင်အနားမှာလူတယောက်ရှိဖို့ရန်အတွက်လိုအပ်တယ်နားမှာလူတယောက်ရှိတယ်တချို့ဆိုရင်တော့နော်အရန်သဘောကောင်းတဲ့တငယ်ချင်းတွေရှိရင်အပြင်သွားရအောင်ဆိုထလာတဲ့တငယ်ချင်းတွေရှိသလိုညတကောင်ကြီးမှာနိုးလို့တော့ကိုယ့်အကူမသွားတတ်လားဆိုပြီးပြဿနာရှာတာလည်းရှိတယ်ဒီနေ့မှာတော့ဒီမှာရှိတဲ့မိသားစုများလူငယ်များအတွက်ကျွန်တော်အတူကခွန်အားယူမဲ့နှုတ်ကပတ်တော်ကောင်းစဉ်ကတယောက်ကိုတယောက်လိုအပ်တယ်ဘဲကလူပြောငါမင်းကိုလိုအပ်တယ်ငယ်တုန်းကကျွန်တော်တို့ပညာရှိဇီးကွက်ဆိုတဲ့အကြောင်းကိုကြားဘူးလားလက်ထောင်ကြည့်ပါအောင်ပညာရှိဇီးကွက်ကြားဘူးတဲ့သူမကြားဘူးတဲ့သူလက်ထောင်ကြည့်ပါအောင်အေးဟုတ်ပြီပညာရှိဇီးကွက်ဆိုတာရှိတယ်နော်အဲ့ဒီပညာရှိဇီးကွက်နားမှာတနေ့တော့စင်တကောင်မြောက်တကောင်ရောက်လာတယ်နော်စင်တကောင်မြောက်တကောင်ရောက်လာတော့သူတို့နှစ်ယောက်ကဘယ်လိုမျိုး complaint တက်ကြလဲဆိုတော့ငါကတဲ့စင်တဲ့အားရှိတယ်တဲ့နော်အဲ့တော့ငါကပို့ပြီးတော့အသုံးဝင်တယ်တဲ့မြောက်ကလည်းဘာပြောဆိုငါပူတွက်တယ်တဲ့နော်သူ့တက်ပို့ပြီးတော့တွက်လက်ရှိတယ်အမြင့်ကိုလည်းတက်နိုင်တယ်အဲ့တော့ငါကပို့ပြီးတော့အရေးပါတယ်ကဲကောင်းပြီဒါဆိုမင်းတို့နှစ်ယောက်အဲ့လောက်ထိပြိုင်နေကြတယ်ဆိုတော့တဲ့အဲ့ဒီမြစ်ရဲ့ဟိုဘက်ကမ်းမှာတဲ့အမှအတီးတစ်လုံးရှိတယ်အဲ့ဒီအတီးကနေပြီးတော့အတီးခူးလာခဲ့လို့ပြောတဲ့အခါသူတို့နှစ်ယောက်သွားတော့ဆက်ချင်းပါတွေ့လဲ
မြစ်တွေးတော့မြောက်ကမြစ်မကူးနိုင်ဘူးလေဒါပေမဲ့စင်ကတော့အဲ့ဒီမြစ်ကိုကူးတဲ့အခါမှာမြောက်ကစင်ပေါ်မှာတက်ပြီးတော့ကူးသွားတယ်ဟိုဘက်ရောက်တော့တစ်ပင်ပေါ်မှာတစ်ပင်ကအမြင့်ကြီးအပင်ပေါ်ကအတီးကိုစင်ကခူးလို့မရဘူးအဲ့တော့အဲ့ဒီချိန်မှာတော့မြောက်အလဲပေါ့မြောက်ဆိုတဲ့အတိုင်းပဲမြောက်ကြွားနဲ့တက်သွားပြီးတော့အတီးလေးခူးလာပြီးပြန်လာတော့သူတို့အကြီးကျယ်ညှင်းခုန်ကြတယ်ဟိုဘက်မှာကူးပြီးတော့အတီးရဖို့ဆိုတာငါမြစ်ကိုကူးလို့ငါမြစ်ကိုမကူးရင် तू ဘလို့မှမရဘူးဟိုကလေပြောတဲ့မဟုတ်ဘူးတဲ့ငါအပင်တက်လို့တဲ့အပင်မတက်ရင်မရဘူးတဲ့အငင်းခုန်နေကြရင်ကနေပြီးတော့သူတို့ကဘာပြောလဲဆိုရင်သူတို့နှစ်ယောက်ကိုတင်ပေးတဲ့ message ဖြစ်တယ်အဲ့ဒါဘာလဲတင်တို့တယောက်ကိုတယောက်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောတယ်ပုံပြင်ကအကောင့်တွေကို message ပေးတဲ့ပုံပြင်မဟုတ်ပါဘူးအကောင့်ကိုဥပမာယူပြီးတော့လူတွေကို message ပေးတဲ့ပုံပြင်ဖြစ်ပါတယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့လူတိုင်းရဲ့အသက်တာထဲမှာတယောက်မှမရှိတဲ့အားသာချက်ကိုနောက်တယောက်စီမှာရှိတယ်နောက်တယောက်ရဲ့အားနည်းချက်ကိုမိမိမှာရှိတဲ့အားသာချက်နဲ့ဖြည့်ဆည်းပြီးတော့တူကိုတူတိဆောက်ဖွင့်တဲ့ဘုရားသခင်ကအလိုတော်ရှိတာဖြစ်ပါတယ်ဒါကြောင့်ကပ္ပဦးကျမ်းအခန်းကြီးနဲ့အပိုက်ငယ်18ကိုကျွန်တော်အတူတကွဖတ်ရအောင်တစ်နဲ့သုံးထာဝရအရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနဲ့တော်လျော်သောအထောက်အမကိုသူ့အဖို့ငါလုပ်အောင်မည်ဟုအကြံရှိတော်မူ၏အထောက်အမကိစ္စဟောမှာမဟုတ်ဘူးစိတ်ချဘုရားခင်ကဟောဒီကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာနော်ပထမနေ့မှာအလင်းကိုဖန်ဆင်းတယ်ဟာအယံကောင်းတယ်လို့ပြောတယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်အယံကောင်းတယ်လို့ပြောတယ်နော်ကုန်းမြေတွေကိုဖန်ဆင်းတယ်အယံကောင်းတယ်တဲ့တက်ရှိတဲ့တော်တွေကိုဖန်ဆင်းတာအယံကောင်းတယ်တဲ့နေနဲ့လောက်ကိုဖန်ဆင်းတယ်အယံကောင်းတယ်တဲ့အဲ့တော့သူဖန်ဆင်းတဲ့အထဲမှာအားလုံးကဘာလဲအယံကောင်းတယ်အယံကောင်းတယ်အယံကောင်းတယ်လို့ပဲပြောတယ်ဒါပေမဲ့လူကိုဖန်ဆင်းပြီးတဲ့အခါမှာလဲအစတော့ကောင်းတယ်လို့မြင်တယ်ဒါပေမဲ့ခဏနေကြတော့ဘုရားခင်ကဘာပြောလဲဆိုတော့လူဒီတယောက်တည်းမနေကောင်းအဲ့တော့ဘုရားခင်မကောင်းဘူးလို့ပထမဦးဆုံးပြောတာတယောက်တည်းရှိနေတဲ့လူကိုပြောတယ်ကျမ်းစာထဲမှာဘုရားခင်မကောင်းဘူးလို့ပထမဦးဆုံးပြောတဲ့စကားကတယောက်တည်းမနေကောင်းတယောက်တည်းမနေကောင်းတော့နောက်ထပ်အထောက်အမတယောက်ကိုဘုရားခင်ကသူ့အတွက်ဖန်ဆင်းပေးတယ်အဲ့လိုပြောတဲ့အခါမှာ तू ကအားနေလို့လားလူရဲ့ဖြစ်ခြင်းဘုရားခင်ကကျွန်တော်တို့ကိုဖန်ဆင်းပေးတဲ့အခါမှာကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုကတယောက်တည်းနေလို့မရတဲ့အမျိုးတယောက်တည်းရက်တီလို့မရတဲ့အမျိုးတူကိုတူအမြဲတမ်းလိုအပ်တဲ့အမျိုးဖြစ်ပါတယ်ဒါကြောင့်လို့ဘုရားခင်ကတင့်ကိုတယောက်တည်းနေဖို့အကြံစီမရှိဘူးဘယ်သူနဲ့မှပေါင်းဖော်ခြင်းမရှိဘယ်သူနဲ့မှလက်တွဲခြင်းမရှိဘဲနဲ့ကိုဟာနဲ့ကိုတယောက်သေးပေးဆိုပြီးတော့နေဖို့ဘုရားခင်အလိုတော်မရှိဘူးဒါပေမဲ့ဝမ်းနေစရာကောင်းတာကဒီခေတ်လောက်တိုးတက်တာအခုဒီခေတ်ပဲဘလောက်တောင်တိုးတက်တယ်လဲအရင်တော့ကဆိုရင်တော့ရန်ကုန်နဲ့မန္တလေးနော်ခရီးထွက်သွားတယ်ဆိုရင်တော့မှစာပို့ရင်3လလောက်ပို့ရင်တော့ရောက်ချင်မှရောက်တယ်စာပြန်လာဖို့6လတစ်နှစ်ကြာတာဘို့အရင်ခေတ်တုန်းကဟုတ်လားဒါပေမဲ့အခုချိန်မှာအနောက်တိုင်းကလူတွေသမင်းစားနေတာတော့အခုဗီဒီယိုခေါ်နဲ့ခေါ်လို့ရတယ်မလားပြောချင်တာ connection ဘလောက်ကောင်းနေပြီလဲကြည့်ဘလောက်ထိချိတ်ဆက်မှုနည်းပညာတွေကဘလောက်ကောင်းနေပြီလဲနော်အဲ့တော့ကျွန်တော်ရဲ့ Facebook ဒီမှာ follower တွေအများကြီးရှိတယ်မလား like တွေအများကြီးရှိတယ်မရှိဘူးမပြောနဲ့အနည်းဆုံးတော့1000ရှိတယ်နော်ကျွန်တော်စီမှာလဲနေတာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့ဒီလူနဲ့တိလားဆိုတော့တရားမှမသိဘူးအဲ့မလားသူတို့လည်းလာအပ်ကြတာပဲ follow တွေလည်းလောက်ကြတာပဲ connect လောက်ထားတာတွေကတော့အများကြီးပါပဲတင်ကလည်းဘသူတွေနဲ့တငယ်ချင်းဖြစ်နေမလဲနော်ကဘာကျော်တရားဟောဆရာတွေနဲ့တငယ်ချင်းဖြစ်နေလိမ့်မယ်တမရတွေနဲ့တငယ်ချင်းဖြစ်နေလိမ့်မယ်တချို့ဆိုရင်ဟုတ်လား
တကယ်ကဘာကျော်အဆိုတော်တွေနဲ့တငယ်ချင်းဖြစ်နေလိမ့်မယ်နော်အိုးတချို့ဆိုရင်တော့သူအထားတဲ့ဆောက်လက်ခံပေးလို့ဆိုပြီးတော့တခါတည်းကြွားလုံးထုတ်တာတတ်ရှိသေးတယ်နော်အဲ့တော့ကျွန်တော်စီမှာဆိုရင်အဲ့လုံးလို့လေလက်ခံလို့မရတော့လေသူက9000ပဲလက်ခံလို့ရမလား9000ကျော်သွားရင်လက်ခံလို့မရတော့နော်အဲ့တော့အများကြီးရှိနေတယ်ကိုတီးလို့မတီးလို့ဆိုတာတော့မတေချာဘူးပေါ့ဒါပေမဲ့ဒီခေတ်မှာ connection တွေတလောက်ကောင်းပေမဲ့တယောက်ကိုတယောက်အမှန်တကယ် Facebook screen ပေါ်မှာအချိန်တွေအများကြီးကုန်တယ်ဒါပေမဲ့တကယ်မှာတင်တဲ့အတူတကွချိတ်ဆက်နေတဲ့လူမရှိဘူး follower ထောင်တောင်းများစွာရှိပေမဲ့အထီးကျန်တယ်အဲ့တော့ကဘာပေါ်မှာခက်ကတိုးတက်လေလူကအထီးကျန်လေဖြစ်တယ်တချို့ကလေဒီ arrow အပတ်တိုင်း join တယ်ဆိုတော့ तू ကတော့ဒီမိသားစုဖြစ်ချင်တဲ့မှာ तू ရှိနေပြီမထင်နဲ့တချို့ကဒီ arrow တော့အပတ်တိုင်း join တယ် self တွေလည်းအပတ်တိုင်းသွားတယ်ဖះเจ้าတွေလည်းသွားတယ်ပွဲတွေဆိုရင်လည်းတပွဲမှမလွတ်ဘူးဒါပေမဲ့ तू ဘာဖြစ်နေရလဲအထီးကျန်နေတာဒီနေ့ဒီမှာရှိတဲ့ညီကူမောင်တို့ဖះသခင်ကလူတွေကိုဖန်ဆင်းတဲ့အခါမှာတယောက်တည်းနေဖို့ဖန်ဆင်းခဲ့တာမဟုတ်ဘူးကျွန်တော်တို့ကတကားတလေတင်းရဲ့ပြဿနာတွေကိုနော်တင်းရဲ့ပြဿနာတွေကိုစာအုပ်ဖတ်ပြီးတော့ဖြေရှင်းလို့ရမယ်ထင်တယ်တချို့ကစာအုပ်စာပေလူမိတ်ဆွေစာအုပ်ဖတ်ရင်တော့ကျွန်တော်အားလုံးဖြေရှင်းလို့ရမယ်လို့ထင်တယ်နော်အဲ့ဒါနဲ့ပဲတနေကုန်တနေခန်းစာအုပ်တွေဖတ်အချိန်ကုန်ဟုတ်လားနည်းနည်းတော့တွေးစရာလေးတော့ရှိသွားပေမဲ့တကယ်ကျွန်တော်ရဲ့စိတ်ခံစားနေရတဲ့အရာတွေထမ်းထားတဲ့ဝင်ထုတ်တွေဘယ်သူမှမဖေပေးနိုင်ဘူးအဲ့လိုပဲဒီခေတ်မှာဆိုရင်တခုခုပြဿနာကြုံလာပြီးတခုခုကျွန်တော်တို့အပြေရှာခြင်းပြီးဆိုရင် AI ကိုချက်ပြီးတော့မဲကွန်းပေါင်းများစွာဘိုက်ဆိုင်ဘယ်လိုလုပ်ရမလဲနော်တချို့လည်းပေါက်ရှာမဲတယ် AI ကိုလေနော်ဘိုက်ဆိုင်တော့သမင်းစားပေါ့အဲ့ဒါတော့မဲစရာလို့လားနော်နော်အဲ့တော့သူဘာလုပ်လဲဆိုတော့အကုန်လုံးစက်ရုပ်လူသားဖြစ်လာတဲ့ဖြည်းဖြည်းနဲ့ဒါပေမဲ့အဲ့ဒီတင့်ကိုအဖြေတွေအကုန်ပေးနိုင်တဲ့သူကလေတင့်ကိုမျှဝေပြီးမခံစားပေးနိုင်ဘူးအဲ့ဒါတင့်ကိုမျှဝေခံစားပေးမဲ့သူက AI မဟုတ်ဘူးတင့်ကိုမျှဝေခံစားပေးမဲ့သူက social media မဟုတ်ဘူးတင့်ကိုမျှဝေခံစားပေးမဲ့သူကလူဖြစ်ပါတယ်သင်ဟာလူဖြစ်တယ်သင်ဟာစက်မဟုတ်ဘူးရုပ်ထုမဟုတ်ဘူးသင်ဟာလူသားဖြစ်တယ်သင်ရဲ့အထဲမှာခံစားချက်ရှိတယ်သင်ရဲ့အထဲမှာဖယားသခင်ထိပ်ပေးထားတဲ့ခံစားချက်ရှိတယ်အဲ့ဒီခံစားချက်ရှိတော့သူတွေနဲ့ပဲချိတ်ဆက်လို့ရတယ်ဒါကြောင့်ဖယားသခင်ကလူဒီတယောက်တည်းမနေကောင်းလို့ပြောတဲ့အခါမှာပြင်းတာတခုတည်းပဲမဟုတ်ဘူးသူနဲ့အတူမျှဝေခံစားပေးမဲ့သူလိုအပ်တယ်ဒါကြောင့်ကျမ်းစာထဲမှာဒီလိုပြောတယ်ဒေသနာကျမ်းအခန်းကြီး၄အပိုက်ငယ်9:30မှာလူဒီတယောက်တည်းထက်2ယောက်တာ၍ကောင်း၏ကြိုးစားအားထုတ်လင်ကောင်းသောအကျိုးကိုရတတ်တယောက်လဲလင်တယောက်ထူလိမ့်မည်တယောက်တေးသောသူလဲလင်မူကားအကျိုးနေထူသောသူမရှိအဲ့တော့ကျွန်တော်တို့လူအတိုင်းဝိုင်းမှာယခုလိုမျိုးယုံကြည်သူတွေရဲ့တက်တာထဲမှာဝမ်းနေစရာအကောင်းဆုံးကဘယ်သူတွေလဲဆိုရင်တယောက်တည်းနေတဲ့သူတွေဖြစ်တယ်တယောက်တည်းပဲဘာလို့တယောက်တည်းပဲဘယ်သွားတယောက်တည်းပဲဟုတ်တယ်မလားကိုအားကိုဒူးကိုချွန်းအဲ့ဒါကိုဘွားကိုစောင့်မယ်ငါနော်ငါအောင်မြင်မှဖြစ်မယ်ငါအစဉ်ပြေမှဖြစ်မယ်သူအကြီးကျယ်တခြင်းတွေကတော့ဆိုပါတယ်နော်ဒါပေမဲ့လည်းအတွင်းတွေကခံစားချက်တွေကိုဘယ်လိုမှဖယ်ထုတ်လို့မရဘူးဟုတ်လားတစ်ချိန်လုံးတော့ဆွေးပြီးခံစားနေတာတော့မဟုတ်ပါဘူးနော်လူကတစ်ချိန်လုံးခံစားနေတာတော့မဟုတ်ပါဘူးဒါပေမဲ့လမ်းတစ်ခွေမှာတင်ရောက်လာတဲ့အခါမှာဘဝအချိုးအကွေ့တစ်ခုမှာတင်ရောက်လာတဲ့အခါမှာတင်က
one ne jekwe pusui atijan bidok balo loa mamati de chene mi ku yaw la de kha ma ten atwat kaung song ka badu le so yin tin ye tangye chin mait swai phit pare tin ne tu mya we khan sa mai tu lo de tin ko a pe ne tai mai tu lo de tin ko swai kho achan pe mai tu lo de mya we pe mai tu lo at de da jaung chon ro ye bawa atwat phaya kin ka ဝိညာဉ်ရေးကမိသားစုဆိုတာကိုတိဆောက်ပေးထားတာပဲဖြစ်ပါတယ်။သုတ်တန်ကျမ်းအခန်းကြီး29အပိုက်ငယ်7ကိုကြည့်တဲ့အခါတန်ကိုတန်ဖြစ်ထက်စေတဲ့ကဲ့သို့လူဒီအဆွေခင်ပွန်း၏မျက်နာကိုထက်စေတဲ့တန်နဲ့ပုတ်တိုက်တဲ့အခါမှာအဲ့ဒီတန်ကနှစ်ခုစလုံးထက်လာတယ်လို့တဲ့အဆွေခင်ပွန်းကမိမိမျက်နာကိုထက်စေတတ်တယ်။အဲ့တော့တင်းရဲ့ဘဝမှာကျွန်တော်ရဲ့ဘဝမှာဒီလိုကြုံဘူးလားတချို့ကဘာပြောလဲဆိုသူဘဝပြတ်သွားရင်ဘယ်သူကြောင့်လဲတငယ်ချင်းကြောင့်ဟုတ်လားသူပြဿနာကြုံရရင်တငယ်ချင်းကြောင့်အပေါင်းအသင်းမကောင်းလို့အပေါင်းအသင်းမကောင်းလို့ဒါပေမဲ့ तू အောင်မြင်သွားတာရောဘာကြောင့်ပဲလဲအဲ့ဒီအပေါင်းအသင်းကြောင့်ပဲဒါပေမဲ့အောင်မြင်တဲ့ခါကျတော့အပေါင်းအသင်းကြောင့်လို့မပြောဘူးငါဘလောက်တောင်ကြိုးစားခဲ့ရတယ်ငါဘလောက်တောင်ရုန်းကန်ခဲ့ရတယ်အဲ့ဒီဘဝမှာခက်ပြဿနာများစွာကိုကုဒုကုချွန်ပြီးတော့ဘသူကမှအာမကိုပဲငါရဲ့ခွန်အားအစွမ်းတက်တဲ့ငါဘယ်လိုလုပ်ခဲ့ရတယ်နော်အကယ်၍ဒါ तू ကနော်ထားပါတော့ तू အရန်ကောင်းတဲ့လုပ်ငန်းတစ်ခုကိုဆွန့်လွတ်လိုက်ရတယ်ဆိုရင်ပတ်ဝန်းကျင်မကောင်းလို့တထဲမကောင်းလို့လို့ဖော်ဆောင်ဘက်တွေမကောင်းလို့ဟိုလူကမကောင်းလို့ဒီလူကမကောင်းလို့အဲ့မလားကောင်းသွားရင်တော့ဘာလို့လဲကိုဒုကုချွန်ပေါ့ငါစူးစမ်းခဲ့တာပေါ့ငါစက်ကတ်ခဲ့တာငါအစိတ်ခံခဲ့တာဖုတ်ခပေးခဲ့တာဘာညာပေါ့ဒါပေမဲ့ကြာရှုံးသွားရင်တော့အပေါင်းတင်ကြောင့်ကျွန်တော်ပြောပြမယ်ကြာရှုံးသွားတာလည်းအပေါင်းတင်ကြောင့်ဖြစ်တယ်လို့တင်အောင်မြင်တာလည်းအပေါင်းတင်ကြောင့်ဖြစ်တယ်ဒီနေ့တင်ပေါင်းတင်နေတဲ့တင်ပတ်ဝန်းကျင်မှာရှိတော်သူတင်ရဲ့ဝိညာဉ်ရေးရာကိုဆွေးချတဲ့သူကအပေါင်းတင်ကြောင့်ဖြစ်တယ်လို့တင်ရဲ့ဝိညာဉ်ရေးရာကိုမြင့်တင်ပေးတာလည်းတင်ရဲ့အပေါင်းတင်ကြောင့်လို့ဖြစ်တယ်ဒါကြောင့်ဒီနေ့တင်းရဲ့ cycle ကိုတင်ကစစ်ဖို့လိုတယ်ငါရဲ့ cycle ထဲမှာဘယ်သူတွေရှိတယ်လဲငါရဲ့အနည်းဆုံးထဲမှာဘယ်သူတွေရှိတယ်လဲရှိတဲ့လူတွေကိုတန်ဖိုးထားတတ်ဖို့လိုတယ်ဘာကြောင့်လဲဆိုရင်အဲ့ဒီလူတွေကတင်းရဲ့ဘဝအတွက်ဘုရားခင်ပြင်ဆင်ပေးထားတဲ့လူတွေဖြစ်တယ်အကောင်းကြီးပဲလာမှာမဟုတ်ဘူးဆိုတာအမှတ်ခံတယ်တခါတလေခက်ဆူဆူလေးတွေလည်းလာတယ်ဘာဖြစ်လို့လဲတိလားတင်းကိုတွင်တင်ပေးဖို့ရန်အတွက်ဖြစ်တယ်အကောင့်တွေကိုပဲလိုက်မရှာနဲ့လူတွေထဲမှာအားနဲ့ချက်အားတချက်ကလူတိုင်းမှာရှိတယ်တယောက်တစ်မျိုးစီပဲဒါကြောင့်တင်းပေါ်မှာအစိုးပြုရင်လည်းပဲကြီးစိုးတာချီးမွမ်းပါတင်းရဲ့ဘဝကိုအခက်ခဲတွေကြားထဲမှာနော်အမတန်ရုန်းကန်လိုက်ရတယ်ဆိုရင်လည်းကြီးစိုးတာချီးမွမ်းတတ်ဖို့လိုတယ်ဘာကြောင့်ဆိုဖယားခင်ကတခါတလေကျရင်အစိုးတွေကြားထဲမှာလည်းကိုယ့်ကိုတွင်တင်ပေးတာရှိတယ်အကောင်းနေမှာလည်းပဲဖယားခင်ကျေးဇူးတော်ချီးမွမ်းပါဘာကြောင့်လဲဆိုရင်ဝမ်းမြောက်စရာကောင်းတဲ့နေ့ရက်ခွန်အားအသစ်တွေကိုဖယားခင်ကတင်းရဲ့မိတ်ဆွေတငယ်ချင်းအဖြစ်ပါလဲဆိုရင်ရရှိခံစားခွင့်ကိုရခဲ့တယ်ဒါကြောင့်ယနေ့တင်းရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဖယားခင်ပြင်ဆင်ပေးထားတဲ့လူတွေဖြစ်တယ်အဲ့တော့မနေ့ကအရင်တစ်ပတ်ကဆရာဝန်ကခဲ့တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်အောင်ပွဲကိုရဖို့ရန်အတွက်လိုအပ်တဲ့လူ၃မျိုးပရမတယောက်ကဘယ်သူလဲဆိုရင်မောရှေခေါင်းဆောင်ဖြစ်တဲ့သူရဲ့မောရှေဖြစ်တယ်နောက်ဒုတိယတယောက်ကဘယ်သူလဲဆိုရင်ယောရှုအရှေ့ရမ်းမှာတိုက်နေတဲ့ယောရှုနောက်ဒုတိယတတိယအုပ်စုကဘယ်သူလဲဆိုရင် support လုပ်ပေးတဲ့အနောက်ကနေပြီးတော့ကူညီပေးတဲ့အာရုံနဲ့ဟူရဖြစ်ပါတယ်အဲ့ဒီ၃ယောက်ကသူ့နေရာနဲ့သူဘာလုပ်ကြလဲဆိုရင်အတုံးဝင်ကြတယ်တယောက်နဲ့တယောက်ကူညီမဆကြတယ်ဘာအတွက်လဲတိုက်ပွဲဝင်ဖို့ရန်အတွက်တိုက်ပွဲကိုအောင်မြင်ဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့လိုပဲဒီနေ့ကျွန်တော်ရဲ့အသင်းတော်တွေထဲမှာတင်ကပထမဦးဆုံးစဉ်းစားမှာငါတယောက်တည်းဖြစ်နေပြီလားငါဘယ်သူနဲ့မှပေါင်းတင်လို့မရတဲ့သူဖြစ်နေပြီလားပေါင်းတင်လို့မရဘူးဆိုတဲ့အခါမှာကျွန်တော်ကတခါတလေကျရင်ကိုယ်နဲ့ပေါင်းတင်နေတဲ့သူတွေကိုအစိုးမြင်တတ်တဲ့အရာရှိတတ်တယ်ဒါကြောင့်မလို့အစိုးမြင်တယ်ဆိုတာကဘာကြောင့်လဲသိလားလူတွေကစိုးလို့မဟုတ်ဘူးကိုကစိုးနေလို့ဖြစ်တယ်
စိတ်ဆိုးရင်ဘာမြင်လဲအဆိုးမြင်တယ်စိတ်ကောင်းရင်ဘာမြင်လဲအကောင်းမြင်တယ်တင်းရဲ့နှလုံးသားထဲမှာတခင်ရဲ့သဘောအတိုင်းဖခင်တခင်နှလုံးသားယေရှုခရစ်တော်မှာရှိတဲ့နှလုံးသားမရှိရင်တင်ကလူတွေကိုဘယ်လိုမြင်လာမလဲဆိုရင်မကောင်းဘူးလို့မြင်လာမယ်စိုးတယ်လို့မြင်လာမယ်ရွာသူရွာမှာလူတယောက်ကဝင်လာတယ်တဲ့ဝင်လာပြီးတော့ဘာပြောတယ်လဲဆိုတော့အဲ့ဒီနားမှာရှိတဲ့ရွာထိပ်ကကွင်းရဆိုင်မှာမဲတယ်တငယ်ချင်းတဲ့ဒီရွာကလူတွေကသဘောကောင်းကြသလားတဲ့နော်တယောက်နဲ့တယောက်ရောကူညီဖဲမကြသလားတဲ့လူတွေရဲ့အခြေအနေကိုလေ့လာတာပေါ့အဲ့ဒီလူကဘာပြောလဲဆိုတော့ဟုတ်လားတဲ့အကိုလာတဲ့ရွာကရောဘယ်လိုလဲတဲ့ဟာကျွန်တော်လာတဲ့ရွာလေအချက်မကောင်းကြဘူးတဲ့အဲ့ဒီကလူတွေကတယောက်နဲ့တယောက်လည်းမကူညီကြဘူးနော်ပြီးတဲ့အခါကျရင်တယောက်မှမကောင်းပါဘူးတဲ့မပြောချင်အဲ့ဒါကြောင့်လည်းငါမနေချင်လို့ဒီဘက်ကိုပြောင်းလာတာလေပြောင်းလာမလို့တဲ့အဲ့နဲ့ကိုင်းရဆန်ကဘာပြောလဲဆိုတော့သူဟုတ်လားတဲ့စိတ်မကောင်းပါဘူးတဲ့ဒီရွာမှာလည်းအဲ့လိုလူတွေကြီးပဲတဲ့အကုန်လုံးတယောက်မကြမ်းဟာဟုတ်လားတဲ့နဲ့သွားလိုက်တယ်နောက်နေ့ရောက်တော့နောက်ထပ်လူတယောက်ထက်ရောက်လာတာအဲ့တယောက်ဘာပြောလဲဆိုတော့ဒီရွာကလူတွေဘယ်လိုလဲတဲ့သဘောကောင်းကြရဲ့လားတယောက်ကိုတယောက်ဖေးဖေးမမရှိကြရဲ့လားအဲ့ဒီလူကဘာပြောလဲဆိုတော့ဒါနဲ့အကိုလာတဲ့နေရာရောဘယ်လိုလဲလို့ပြောတော့ကျွန်တော်လာတဲ့နေရာအရန်ကိုသဘောကောင်းကြတာအရန်စေတနာရှိကြတာတယောက်နဲ့တယောက်ဖေးဖေးမကျွန်တော်နဲ့လည်းအရန်သေးကြတယ်ကျွန်တော်ကတာဝန်ရမလို့ဒါပြောင်းရမှာတဲ့ဖြစ်နိုင်အဲ့ဒီရွာနဲ့ပြောင်းကိုမပြောင်းချင်ဘူးတဲ့အဲ့တော့သူကဘာပြောဆိုအော်ဟုတ်လားတဲ့ဒါဆိုရင်တော့ဝမ်းတာလိုက်တော့တဲ့ဘာလို့ကျွန်တော်တို့ရွာလူတွေအားလုံးကလည်းအဲ့တိုင်းပဲတဲ့အဲ့ဒါနဲ့ဘေးကနားထောင်နေတဲ့တယောက်ကဘာပြောလဲဆိုမင်းမနေ့ကပြောတော့မကောင်းဘူးဆိုဒီနေ့ကဘယ်လိုလုပ်ကောင်းသွားတာလဲအဲ့တော့သူကဘာပြောလဲဆိုတော့အဲ့ဒီလူကဘာပြောလဲဆိုရင်ဒီရွာကလူတွေကောင်းတယ်မကောင်းဘူးဆိုတာသူနဲ့ဆိုင်တယ်တဲ့ဟာလားလူကကိုယ့်ရဲ့စိတ်အတွင်းစိတ်ထဲမှာမကောင်းရင်ပတ်ဝန်းကျင်ကိုဘယ်လိုပဲမြင်လဲမကောင်းဘူးမြင်တယ်အတွင်းစိတ်ကကောင်းရင်ကောင်းတယ်လို့မြင်တယ်ဒါကြောင့်ကျွန်တော်တို့မိခင်တွေအိမ်မှာမိခင်တွေလေကိုယ့်ဘာကိုတချမ်းထဆိုတဲ့ခါမှာអော်တဲ့အချိန်တွေမရှိဘူးလားဖခင်တွေရောမိခင်တွေရောပေါ့နော်မင်းအတန်ဆိုးရင်းနဲ့မអော်နဲ့နားကြီးတယ်ဟာအတန်ဆိုးနားကြီးတယ်မអော်နဲ့ဟောတချမ်းဆိုတာလေဒါနဲ့ခလေးကကြောက်ပြီးတော့မអော်တော့ဒါမဲ့ခလေးကလည်းမနေနိုင်ဘူးတချမ်းဆိုတာဝါသနာပါတော့မနဲ့ပြန်ရောက်တော့ပြန်ဆိုးပြန်ပြီးဆိုတဲ့ခါကျတော့ဟေးငါသမီးတချမ်းဆိုတာတော်လိုက်တာကြည်စမ်းအရန်ကောင်းတာပဲမနေ့ကကျတော့မကောင်းဘူးဒီနေ့ကျတော့ဘာဖြစ်လို့ကောင်းသွားတာလဲမနေ့ကအတန်ဆိုးဒီနေ့ကအတန်ကောင်းတကယ်တော့အတန်ကပြောင်းသွားတာလားစိတ်ကပြောင်းသွားတာလားစိတ်ကပြောင်းသွားတာမနေ့ကစိတ်ဆိုးနေတော့အတန်ဆိုးဒီနေ့စိတ်ကောင်းနေတော့အတန်ကောင်းဒီကနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာဆိုတာလေဘာနဲ့တူလဲသိလားယေရှုခရစ်တော်ကဘာပြောလဲဆိုရင်တိုးတဲ့နိုင်တယ်တိုးဆိုတာတော့တကောင်နဲ့မနေဘူးအဖွဲလိုက်နေတယ်ယောဟန်အခန်းကြီး30ပိုက်ငယ်29မှာငါတိုးတို့သည်ငါစကားကိုနားထောင်၍ငါနောက်သို့လိုက်ချ၏ထိုတိုးတို့ကိုငါသိ၏တိုးဆိုတာသူကတကောင်တည်းမနေဘူးအမြဲတမ်းဘာလုပ်လဲအဖွဲလိုက်နေတယ်ဒါပေမဲ့အဖွဲလိုက်မနေချင်တဲ့တိုးတချို့ရှိတယ်အဲ့ဒီအဖွဲလိုက်မနေချင်တဲ့တိုးတွေကဘာလဲဆိုရင်ဘေးတိုးမှမကောင်းဘူးလို့မြင်တဲ့ကိစ္စဖြစ်တယ်ဘုရားခင်တင့်ကိုဖွင့်ပြပါစေတင်းရဲ့နာမှာရှိနေတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့တင်းကအစိုးမြင်လာပြီဆိုရင်အဲ့ဒီလူကစိုးနေတာမဟုတ်ဘူးတင်းရဲ့နှလုံးသားထဲမှာဘာဖြစ်နေရလဲဆိုရင်အညစ်အကြေးတွေကြောင့်မလို့ဖြစ်တယ်တင်းနှလုံးသားထဲမှာရှိနေတဲ့အစိုးတွေတင်းနှလုံးသားထဲမှာရှိနေတဲ့အညစ်အကြေးတွေကဒီနဲ့မိတ်ဆွေရဲ့ကောင်းတဲ့အရာတွေကိုတင်းမမြင်နိုင်တော့ဘူးအဲ့ဒီခါမှာဘာဖြစ်လာလဲဆက်ဆံရေးတွေပြက်လာတယ်စကလုံးကတုံးတွေကနည်းနည်းမြင့်လာတယ်ကြည့်တဲ့အကြည့်လေးတွေကဘာလဲတက်မကြည့်တော့နည်းနည်းလေးစောင်းလာတယ်လူကသူ့ရဲ့ကိုယ်ခန္ဓာကိုကြည့်တချို့ကမျက်လုံးကြည့်တက်ကြည့်တယ်ပြုံးပြီးတော့တက်ကြည့်နေပြီဆိုရင်တထဲမှာစိတ်ကောင်းရှိနေလို့စိတ်လည်းနည်းနည်းခုလာပြီဆိုရင်ဒီလိုလေးပဲကြည့်တာဒါနည်းနည်းလေးစောင်းလာတယ်သူစိတ်ကောင်းတဲ့ချိန်မှာထူးတာကဟုတ်ကဲ့ပါဆရာ
nene le sekule hoke nene chan ada bu chan ti da ma pyo ne ada bu chan la yin min pyo sia ma lo buအဲ့တော့အဲ့ဒီစကလုံးအပြောင်းလဲတွေကဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့နှလုံးသားထဲမှာရှိနေတဲ့အညစ်အကြေးတွေကြောင့်မလို့ဖြစ်တယ်ဘုရားသခင်ကတင်းရဲ့နှလုံးသားထဲကအညစ်အကြေးတွေကိုဖေးစေခြင်းတယ်ဒီနေ့မှာတင်းရဲ့ပတ်ဝန်းကျင်မှာထိုင်နေတဲ့တင်းနားမှာထိုင်နေတဲ့အတင်းတော်ထဲမှာရှိနေတဲ့တင်းရဲ့ cell ထဲမှာရှိနေတဲ့ညီကိုမောင်နှမတွေကိုယေရှုခရစ်တော်မြင်တဲ့ကဲ့သို့တင်မြင်တတ်ဖို့လိုတယ်အေဖခန်းကြီးလေးအပိုင်ငယ်လေးကနေ6တင်တို့ကိုခေါ်တော်မူသောသူနဲ့ဆက်ဆိုင်သောမျော်လင့်ခြင်းတပါးသေးတို့ခေါ်သွင်းတော်မူသည်နှင့်အညီကိုယ်တကိုဝိညာဉ်တဝိညာဉ်သည်တခင်တပါးယုံကြည်ခြင်းတပါးဗတ္တိဇံတပါးခတ်သိမ်းသောငါတို့၏အဘဖြစ်တော်မူသောဘုရားသခင်တဆူသည်ရှိတော်မူသူဘုရားသခင်ခတ်သိမ်းသောသူတို့အပေါ်ရှိတော်မူ၏ခတ်သိမ်းသောငါတို့ကိုနံ့ပြတော်မူ၏ခတ်သိမ်းသောငါတို့၏အထဲ၌လည်းရှိတော်မူ၏အာမင်ဒီနေ့ဒီမှာရှိနေတဲ့သူတွေအားလုံးဟာတဲ့မျော်လင့်ခြင်းတပါးတဲ့သို့ခေါ်သွင်းခြင်းခံရတယ်ငါတို့အားလုံးရဲ့မျော်လင့်ခြင်းကဘာလဲကိုယ်ပိုင် empire ထောင်ဖို့လားမဟုတ်ဘူးငါတို့ရဲ့မျော်လင့်ခြင်းကဘာလဲသခင်ယေရှုခရစ်တော်ကြွလာမယ့်နေ့ရက်ဖြစ်တယ်မမင်းနဲ့တင်းရဲ့မျော်လင့်ခြင်းဟာယေရှုခရစ်တော်ဖြစ်တယ်ကျွန်တော်ရဲ့မျော်လင့်ခြင်းအထက်ကောင်းကင်ရွှေပြည်ဖြစ်တယ်အဲ့ဒါကိုမမေ့ပါနဲ့လောကရာတွေနဲ့မရှုပ်ထွေးနေနဲ့နောက်တစ်ခုကဘာလဲဆိုရင်ကိုယ်တကိုငါတို့အားလုံးဟာတဲ့ယေရှုခရစ်တော်ထဲမှာဘာလဲခန္ဓာကိုယ်တစ်ခုပဲဖြစ်တယ်ခန္ဓာကိုယ်တစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်ကြတယ်ဦးကောင်းကဘာလို့လဲဆိုရင်ယေရှုခရစ်တော်ဖြစ်တယ်ဒါကြောင့်ယုံကြည်သူလို့ပြောရင်တင်တဲ့တဦးနဲ့တဦးကဘာဖြစ်နေတာလဲချိတ်ဆက်နေကြတာဖြစ်ပါတယ်တယောက်ကတယောက်ကိုလိုအပ်တယ်ကျမ်းစာထဲမှာဘာပြောလဲလက်ကတဲ့ငါကပူကောင်းတယ်ငါကပဲအလုပ်လုပ်ရတယ်ပြောလို့မရဘူးခြေတော့ကလည်းငါပဲသွားနေရတယ်မျက်လုံးကလည်းပြန်ပြောမှာပေါ့ငါမမြင်မင်းလုပ်လို့ရလားပါးစပ်ကလည်းပြောမှာပေါ့ငါမစားရင်မင်းအသက်ရှင်နိုင်မလားအစာရင်ကလည်းပြောမှာပေါ့ငါမကြိတ်လိုက်ရင်ခင်ဗျားအစမပြေဘူးနော်အဲ့တော့ခန္ဓာကိုယ်တစ်ခုလုံးကိုကြည့်သူ့အလုံးနဲ့သူလုံနေကြတဲ့သူတွေကြီးပဲဒီလိုပဲဒီနေ့ယုံကြည်သူဘုရားသားသမီးတွေကိုကျွန်တော်တို့ကကိုယ်တကိုယ်တည်းဝိညာဉ်တဝိညာဉ်တည်းရှိတယ်ကျွန်တော်အားလုံးကဝိညာဉ်ကဘယ်တွေကပဲလာလဲတန်ရှင်သောဝိညာဉ်တော်ဘုရားသခင်စီကနေလာတဲ့ဝိညာဉ်ဖြစ်တယ်အာမင်ဘုရားသခင်စီကနေလာတဲ့သူတွေဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရင်ယုံကြည်ခြင်းတပါးသခင် one Lord one faith one baptism သခင်တပါးလေးပဲရှိတယ်ငါတို့ရဲ့သခင်ကသခင်ယေရှုအဲ့ဒီတပါးပဲငါတို့ရဲ့ယုံကြည်ခြင်းကလည်းပဲတပါးလေးပဲဗတ္တိဇံတပါးလေးပဲဖြစ်တယ်ကိုယ်ကွယ်သောဘုရားသခင်တပါးလေးပဲဖြစ်တယ်ဒါကြောင့်လို့သင်တို့ဟာအချင်းချင်းတယောက်ကိုတယောက်လိုအပ်တယ်တယောက်ကိုတယောက်စီလုံးညီညွတ်တဲ့ထဲမှာအသက်ရှင်ဖို့လိုအပ်တယ်ဒါဆိုရင်ဒီကနေ့ကျွန်တော်ရဲ့အသက်တာကိုအဲ့ဒီသခင်ထဲမှာတယောက်ကိုတယောက်လိုအပ်တယ်ဆိုပြီးတော့ဘုရားနှုတ်ကပတ်တော်ထဲမှာပြောပေမဲ့ကိုခွဲထွက်နေတဲ့သူတွေရှိတယ်ငါဘယ်သူကမှမလိုအပ်ဘူးငါတယောက်တည်းအသက်ရှင်နိုင်တယ်ဟာလားငါဆိုတဲ့ပဟိုအင်္ဂါတစ်ခုထဲမှာငါတို့ဆိုတဲ့အများကိုကိုစားပြုတဲ့အသက်ရှင်မှုမျိုးနဲ့ဆိုရင်ခန္ဓာကိုယ်တစ်ခုကအသက်ရှင်နိုင်တယ်အဲ့တော့ခန္ဓာကိုယ်ရဲ့အာဟာရတွေကိုစားသုံးပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုပို့ပေးတယ်ဆိုရင်တော့ခန္ဓာကိုယ်တစ်ခုလုံးကကျန်းမာတယ်ဒါပေမဲ့ခန္ဓာကိုယ်ထဲမှာဝင်လာတဲ့အစာအာဟာရတွေကိုသူ့အတွက်သူစားရင်အဲ့ဒါကိုဘာလို့ခေါ်လဲ cancer လို့ခေါ်တယ်အဲ့ဒီ cancer ကခန္ဓာကိုယ်ရဲ့အာဟာရတွေအားလုံးကိုသူပဲဘာလို့လိုက်လဲသူပဲစားလိုက်တာတဖြည်းဖြည်းနဲ့သူကကြီးထွားလာပြီးတော့နောက်ဆုံးပါလဲဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကိုတေကျပျက်စီးစေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအသင်းတော်ထဲမှာယုံကြည်သူတွေကတယောက်ကိုတယောက်ချစ်ရမယ့်အစားတ
ယောက်ကိုတယောက်စီလုံးရမယ့်အစားတယောက်ကိုတယောက်ခွင့်လွှတ်ရမယ့်အစားတယောက်ကိုတယောက်လက်ခံရမယ့်အစားတယောက်ကိုတယောက်မုန်းတီးကြတယ်တယောက်ကိုတယောက်ပထုတ်ကြတယ်အစင်တန်းတွေခွဲတယ်လူမျိုးတွေခွဲတယ်ဂိုင်းကနာတွေခွဲတယ်ယုံကြည်ခြင်းတွေခွဲတယ်အမျိုးမျိုးခွဲနေတယ်ဆိုရင်အဲ့ဒီလူကဘာနဲ့တူလဲဆိုတော့ cancer cell နဲ့တူတယ်မကြခင်မှာပုတ်ပြက်ပျက်စီးခြင်းကိုဥတီမှာဖြစ်ပါတယ်ဒါကြောင့်ယုံကြည်သူဖျားသားသမီးလို့ပြောရင်လေခရစ်တော်ထဲမှာယူဒလူမရှိဘူးဟေလတလူမရှိဘူးယောက်ျားမရှိဘူးမိန်းမလည်းမရှိဘူးတဲ့အားလုံးဟာတန်ဖို့သူအချမ်းအတူတူပဲဖြစ်တယ်တဲ့အာမင်ကျွန်တော်တစီဒီမှာ the arrow မှာရှိကြတဲ့လူတွေအားလုံးကခမလူမျိုးလည်းမတူဘူးဒါပေမဲ့ကျွန်တော်ကလူမျိုးတူလို့စုနေတာမဟုတ်ဘူးယုံကြည်ခြင်းတူလို့စုနေတာဖြစ်ပါတယ်ကျွန်တော်တယောက်နဲ့တယောက် background တူလားကျွန်တော် background တူလို့ကျွန်တော်စုနေမှာမဟုတ်ကျွန်တော်က future တူလို့စုနေတဲ့သူတွေဖြစ်တယ်ကျွန်တော်ရဲ့အတိတ်ဘေကနဲ့လာတယ်လေဆိုတာအရေးမကြီးကျွန်တော်ဘေကိုသွားမလဲဆိုတာအရေးကြီးတယ်ဒါကြောင့်မလို့ဝိညာဉ်ရေးရမိသားစုဆိုတာကလည်းဘေကနဲ့လာတယ်လေဆိုတာကိုအခြေခံထားတာမဟုတ်ဘူးဘေကိုသွားမလဲဆိုတာကိုအခြေခံထားတာပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့တက်တာထဲမှာတယောက်နဲ့တယောက်အကျင့်တူလို့အကြိုက်တူလို့စုနေကြတာမဟုတ်ဘူးကျွန်တော်ရဲ့ထဲမှာကျွန်တော်ကိုးကွယ်သောကျွန်တော်ယုံကြည်သောသခင်တူသောကြောင့်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကယုံကြည်ခြင်းတူသောသူများဖြစ်တယ်ဖခင်တူသောသူများဖြစ်တယ်သခင်တူသောသူများဖြစ်တယ်ဗတ္တိဇံတူသောသူများဖြစ်ပါတယ်ဒါကြောင့်တခြားသောကျွန်တော်ရဲ့အစင်တန်းတွေအရေးအချင်းတွေရုပ်ရည်တွေအကြိုက်တွေအဲ့ဒါတွေကအရေးမကြီးဘူးအရေးကြီးတာကဘာလဲဆိုရင်ယေရှုခရစ်တော်ထဲမှာယေရှုခရစ်တော်ထဲမှာယေရှုကိုယုံကြည်လက်ခံပြီးတော့ငါရဲ့သခင်ဖြစ်တယ်ဆိုတော့ကိုလက်ခံဖို့ရန်အတွက်အရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်တခါတလေမှာလောကကြီးထဲမှာလေလောကမှာကကြတော့လောကရဲ့ပုံစံကကြတော့ तू ကဘသူတွေကပဲအချင်းချင်းပေါင်းကြလဲအဆင့်တန်းသူတွေပဲပေါင်းကြမလားအာမင်းနဲ့ငါနဲ့ IQ level မတူဘူးတဲ့အဲ့တော့မတူတော့ပေါင်းလို့မရဘူးတဲ့ IQ level မတူတော့ပေါင်းလို့မရဘူးတဲ့နော်အာမင်းနဲ့ငါနဲ့ career မတူတော့အလုပ်မတူတော့ငါတို့ပေါင်းလို့မရဘူးတဲ့နောက်ကြလည်းပြောတာဟာမင်းနဲ့ငါနဲ့ဝါသနာမတူတော့ပေါင်းလို့မရဘူးတဲ့နောက်တော့ဘာလဲပြောမင်းတို့ငါတို့အမျိုးမတူတော့ပေါင်းလို့မရဘူးတဲ့ဟောလည်းပြောဟာမင်းတို့နဲ့ငါတို့ကမတူဘူးတဲ့မတူတာတွေကြီးပဲ तू ကတူတာဘာမှမရှိဘူးဖယားဖန်ဆင်းပေးလိုက်တာအတူတူဒါပေမဲ့ तू ကြမှာခွဲလိုက်တာဘာမှမတူတော့ဟုတ်တယ်မလားတချို့ဆိုရင်ငါယောက်ျားလေးဆိုရင်ယောက်ျားလေးနဲ့ပေါင်းယောက်ျားလေးနဲ့လည်းပေါင်းလို့မိန်းကလေးနဲ့ပေါင်းလို့မရတာတစ်ဖွဲ့ရှိတယ်ဟုတ်လားအဲ့တော့မတူတာအကြိုက်တူလို့အသင်းတော်ဆိုတာအကြိုက်တူလို့စုနေကြတဲ့နေရာမဟုတ်ဘူးအသင်းတော်ဆိုတာလူမျိုးတူလို့စုနေကြတဲ့နေရာမဟုတ်ဘူးအသင်းတော်ဆိုတာခုနပြောသလိုဝါသနာတူတဲ့သူတွေစုနေတာမဟုတ်ဘူးပုံစံတူတဲ့သူတွေစုနေတာမဟုတ်ဘူးအသင်းတော်ဆိုတာယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော့ယုံကြည်ခြင်းတူတဲ့သူတွေစုနေတာဖြစ်ပါတယ်ဖယားကမျက်မှောက်တော်ကိုစံငတ်တော့ယုံကြည်ခြင်းတူတဲ့သူတွေစုနေတာပဲဖြစ်ပါတယ်အသင်းတော်ဆိုတာကကိုယ့်ကိုပဟိုပြုပြီးအသက်ရှင်တာမဟုတ်ဘူးယေရှုခရစ်တော်ကိုပဟိုပြုပြီးအသက်ရှင်ရတာဖြစ်ပါတယ်ဒါကြောင့်ငါတူတယောက်တည်းပေါ်လွင်ဖို့ငါတူတယောက်တည်းကောင်းစားဖို့ငါတူတယောက်တည်းဆိုတဲ့နှလုံးသားနဲ့အသင်းတော်ထဲမှာကျွန်တော်ရှိနေကြတာမဟုတ်ဘူးဖယားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှိနေကြတာပဲဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့သင်ရဲ့နားမှာရှိနေတဲ့သင်ရဲ့မိတ်ဆွေဒီနေ့သင်နားမှာရှိနေတဲ့သင်ရဲ့ညီကောင်မောင်နှမတွေကသင်အတွက်အရန်အရေးကြီးတဲ့လူတွေဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်သင်နဲ့ဝါသနာဘလောက်ပဲတူယုံကြည်ခြင်းမတူခဲ့ရင်ဝိညာဉ်ရေးရာမှာ0ဖြစ်တယ်သင်နဲ့အဆင့်တန်းဘလောက်ပဲတူဝိညာဉ်ရေးရာမှာတူတဲ့သူနဲ့သင်ရှာမတွေ့ဝိညာဉ်ရေးရာနောက်ဆုံးဝိညာဉ်ရေး0ဖြစ်သွားရင်လောကမှာတဲ့စัจ java တစ်ခုလုံးကိုအစိုးရ၍သင်ရဲ့အသက်ဝိညာဉ်ရှုံးလင်အဘယ်ကျေးဇူးရှိသနည်းတထေးကြီးတယောက်ကသူဘာလုပ်လဲပတ်စံနေရှာတယ်တခါရဲစပကြီးတွေကိုအသက်တီဆောက်လိုက်တယ်စပကြီးတွေမှာတိမ့်စရာဂျုံနေစပားတွေမဆန့်တော့တရိษံမွေးရမယ့်အကောင်တွေအိမ်တွေကိုတိုးချဲ့ပလိုက်တယ်နှစ်ဆအဲ့ဒါနဲ့သူ့ကိုယ်သူပြောတယ်အိုးငါဝိညာဉ်တဲ့
ကြိုက်တဲ့လောက်စားစမ်းပါတဲ့ကြိုက်တဲ့လောက်တောက်စမ်းပါတဲ့စားလို့မကုန်တောက်လို့မကုန်ဘူးတဲ့ယေရှုကဘာပြောလဲဆိုတော့အချင်းလူမိုက်တဲ့မင်းရဲ့ဝိညာဉ်ကိုဒီညငါရုပ်သိမ်းမယ်ဆိုရင်မင်းမှာဘာအကျိုးရှိသေးတယ်လဲလူကားတဲ့စัจ java တစ်ခုလုံးကိုအစိုးရရင်တော့မိမိရဲ့ဝိညာဉ်ရှုံးတဲ့အဘယ်ကျေးဇူးရှိတယ်လဲလောကမှာတင့်အဖို့ငါအဖို့ငါအတွက်အသက်ရှင်ရင်းနဲ့အဲ့ဒီငါဆိုတဲ့ခန္ဓာကိုယ်ကြီးပုတ်ပြက်ပျက်စီးသွားတဲ့အချိန်မှာဘုရားသခင်အတွက်တင်ဘာမှလှုပ်လိုက်နိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကဘယ်လိုအသက်ရှင်ရမလဲအတင်းတော်ထဲမှာကျွန်တော်အသက်ရှင်တဲ့အခါငါတို့အားလုံးဘုရားဘုန်းတော်တင်ရှားဖို့ဘာလုပ်လို့ရတယ်လဲငါတို့အားလုံးပေါင်းပြီးတော့မှဒီနေ့ဘုရားသခင်အတွက်ငါတို့ဘာလုပ်လို့ရတယ်လဲလို့စဉ်းစားရတာဖြစ်ပါတယ်အဲ့လိုပဲဘုရားသခင်ရဲ့ယေရှုခရစ်တော်ရဲ့စိတ်တော်ကဘာလဲသိလားကိုယ်၌ပြုလို့တဲ့အတိုင်းသူတို့ဘာကိုပြုပါကိုယ်၌ပြုစေလို့တဲ့အတိုင်းကိုယ့်ကိုပြုစေလို့တဲ့အတိုင်းသူတို့ဘာကိုဘာလုပ်ရမလဲပြုရမှာဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတို့ဒီနေရာမှာသင်စုနေတာကယေရှုခရစ်တော်သင်ရဲ့သခင်ကိုပဟိုပြုအသက်ရှင်ခြင်းဖြစ်ပါတယ်သင်ရဲ့မိတ်ဆွေတငယ်ချင်းတွေကြားထဲမှာအားနည်းခြင်းတွေရှိကောင်းရှိနိုင်ပါတယ်သင်မျောလင့်ထားတဲ့အတိုင်းဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်ဖြစ်ကောင်းဖြစ်လာမယ်မဖြစ်ရင်လည်းမဖြစ်ဘူးဒါပေမဲ့သင်မျောလင့်ထားတဲ့ဘုရားသခင်မျောလင့်ထားတဲ့အတိုင်းဖြစ်ဖို့ကပို့ပြီးတော့အရေးကြီးတာဖြစ်ပါတယ်ဘုရားသခင်အတွက်သင်အသက်ရှင်တဲ့အခါမှာသင်ဖြစ်ချင်တာတွေဖြစ်လာဖို့အသက်ရှင်နေတာမဟုတ်ဘူးဘုရားဖြစ်စေချင်တာတွေဖြစ်လာဖို့အတွက်အသက်ရှင်နေတာဖြစ်တယ်အသင်းတော်ဆိုတာကိုယ့်ရဲ့အလိုဆန္ဒတွေပြည့်ဖို့ရန်အတွက်မဟုတ်ဘူးဘုရားသခင်ရဲ့အလိုဆန္ဒတွေပြည့်ဖို့ရန်အတွက်ဖြစ်ပါတယ်ယေရှုအသက်ရှင်နေဆိုတာကိုဖြစ်ချင်တဲ့အရာအတွက်မဟုတ်ဘဲနဲ့သူတို့ဘာဖြစ်စေချင်သောအရာအတွက်အစေခံမှုဆောင်ပြအသက်ရှင်ခြင်းဖြစ်ပါတယ်ဒီနေ့ငါတို့တယောက်နဲ့တယောက်ချိတ်ဆက်ပြီးနားလေခွင့်လွတ်ပြီးတော့မှအသက်ရှင်နိုင်ဖို့မတူညီတဲ့အရာတွေကိုလက်ခံပြီးတော့မှစွမ်းအားအဖြစ်နဲ့အသက်ရှင်နိုင်ဖို့အတွက်အရေးကြီးဆုံးတော့ချက်ကဘာလဲဆိုရင်ယောဟန်ခန်းကြီး15အပိုက်ငယ်9ဖြစ်ပါတယ်ဒီထဲမှာဘာပြောလဲဆိုရင်ငါသည်စပစ်နွယ်ပြင်ဖြစ်တင်တို့သည်အခက်များဖြစ်ကြအချင်းတို့သည်ငါ၌တည်ငါသည်လည်းထိုသူ၌ထိုသူသည်များစွာသောအသီးကိုတည်တဲ့ငါနှင့်ကွာလင်တင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြဟာလေလုယာဒီနေ့ဆရာပြောတယ်ဒီနေ့တင်းရဲ့ဝိညာဉ်ရေးရာကြီးထွားလာဖို့ရန်အတွက်အဘာအရေးကြီးလဲဆိုရင်တင်းရဲ့ဝိညာဉ်ရေးရာမိသားစုတွေလို့အရေးကြီးတယ်တင်းနာမှာရှိနေတဲ့တင်းနဲ့ဖခင်ကြောင့်အတူသွားတဲ့သူအမှုတော်အတူတူဆောင်တဲ့သူတင်းနဲ့အတူဆက်ကတ်တဲ့သူဒါကလည်းတင်းကိုဖခင်ကြောင့်ခေါ်ပေးတဲ့သူဟုတ်တယ်မလားဖခင်ကြောင့်မသွားချင်တော့ခေါ်တဲ့သူလည်းစိတ်ဆိုးချင်တယ်လေဒါပေမဲ့သူပြောင်းလဲလာတဲ့နေ့ကျရင်တော့တတ်တည်ခံစရာဖြစ်လာမလေးရှားမှာလည်းဖခင်ကြောင့်ခေါ်ပေးတာဘယ်လောက်တောင်မှချမ်းလည်းမသိဘူးဟာတာဗီဒီယိုတစ်ခုပေါ်လာဟဲ့အောင်တကယ်ချင်းဖခင်ကြောင့်သွားရအောင်ဟာတဲ့ကျွန်တော်ဖျားချင်တယ်လို့ပဲတဲ့ကျွန်တော်မသွားတော့ဘူးအဲ့နဲ့မင်းကငါအလကားနောက်တာတဲ့ဒီမှာတဲ့ဘီယာဝယ်ထားတယ်တဲ့မြန်လာခဲ့တဲ့ဟိုကလည်းချက်ချင်းရောက်လာဖះချောင်းသွားတော့ဖျားချင်တယ်လို့ပြောတာအခုဘီယာဝယ်ထားတယ်ဆိုတာချက်ချင်းရောက်လာအဲ့ဒါနဲ့ဟိုတငယ်ချင်းကလည်းဗာပြောဆိုတာအဲ့ဒါအခွန်ကြီးရဲ့ဘီယာမဟုတ်တဲ့ဖះချောင်းပဲသွားရဆိုဖះချောင်းခေါ်သွားဟာအဲ့လိုတငယ်ချင်းနေတာရှိရင်ဘယ်လောက်ကောင်းမလဲဟုတ်လားတင်းရဲ့နားမှာလေတင်းကိုတကြီးနဲ့ဖះမှုတော်ထဲမှာဆွဲခေါ်နေတဲ့သူကိုလေကြီးစုတင်ပါတင်းရဲ့ဆက်လီတာတွေလေတင်းကိုတခါတည်းအမြဲတမ်းဖះတခင်နဲ့ပတ်သက်ပြီးတော့ဆွဲခေါ်ပေးတယ်မလားကြီးစုတော့ချီးမွမ်းကျွန်တော်မြန်မာနိုင်ငံမှာနေတော့ဖះเจ้าတွားရအောင်လည်းဘယ်သူမှလည်းမခေါ်ဘူးเนาะဖုန်းဆက်ပြီးတော့မခေါ်ဘူးအိမ်လာပြီးတော့လည်းမခေါ်ဘူးမလေးရှားမှာဆိုတော့အိုးတကယ့်ကိုလေကျွန်တော်ပြောမယ်တင်မလေးရှားနိုင်ငံမှာမှဝิญဉ်ရေးရမကြီးထွားရင်တခြားကြီးထွားမဲ့နေရာမရှိတော့မလေးရှားမှာရောက်ရင်တော့မပြောင်းလဲရင်လေအဲ့ဒီလူကပြောင်းလဲမဲ့နေရာလည်းမရှိတော့အဲ့ဒါနဲ့မြန်မာပြည်ကနေပြီးတော့နော်မြန်မာပြည်ကနေပြီးတော့တယောက်ရောက်လာသူအရင်အံ့ဩတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ဟာရွာမှာနေတော့ဘလို့ဆုံးမလို့မရတဲ့သူဖျားเจ้าဆိုရင်တော့နော်လက်တောင်မကြည့်တဲ့သူနော်ဖျားနဲ့ပတ်သက်လာရင်တော့ तू နဲ့မဆိုင်တယ်လို့ပဲတဲ့မလေးရှားရောက်လာတော့တခါလေဝိညာဉ်မှာအာကြီးနော်ပြောလာရင်လည်းတခါနှုတ်ကပတ်တော်ကြီးပဲဆိုအရာဟောသွားတယ်ဟာဘလို့ဖြစ်တာလဲပေါ့ဘာဖြစ်လို့ဒီလောက်တောင်မှမလေးရှားမှာရောက်သွားတဲ့သူတွေကဘာကြောင့်ဒီလောက်တောင်ဖျားတခင်ကိုချစ်ကြတာလဲသူအရန်အံ့ဩတာတဲ့မလေးရှားရောက်လာတော့ငါသိသွားတယ်တဲ့
ဒီနေရာမှာအလုတ်မှာလဲ pressure မိလမ်းသွားရင်လဲရဲကပြဿနာရှိသေးတယ်နော်ဟိုနာဘယ်နာရောက်သွားဘယ်နာရောက်သူ pressure ကမလွတ်ဘူးအဲ့ဒါကကြတော့သူ့မှာတဲ့ထွက်ပေါက်ကတစ်ခုပဲရှိတော့တယ်တဲ့အဲ့ဒါဖျားเจ้าရောက်တဲ့ခါကျမှပဲငိမ်သက်ခြင်းကနည်းနည်းရတာအဲ့နဲ့သူမှတ်ချက်ပေးသွားတယ်ဒီလားဒီလိုနေရာမှာမှဖျားကိုမတွေ့ရင်အဲ့ဒီတယောက်ကဘယ်တော့မှဖျားကိုတွေ့မဲ့လမ်းကြောင်းမရှိတော့ဘူးတဲ့ဆဆတော့ကိုကိုအားပေးတယ်လို့နော်တခါတည်းငါတို့ချီးကျူးတယ်လို့ဘာလို့နဲ့တွေ့သွားတာနောက်ဆုံးကြတော့နော်တကယ်ပါဒီမလေးရှားမှာဖျားတကယ်ကြီးစိုးတော့ကျွန်တော်အထူးပဲကြီးမွန်းတယ်ဒီနေရာမှာရောက်လာရင်လေမြန်မာနိုင်ငံမှာဆိုရင်လေတနစ်နဲ့မင်္ဂလာဆောင်တဲ့သူမတွေ့ဘူးလေငါနှစ်နေတာကျွန်တော်တို့ငငယ်ကလေးနဲ့ကြီးလာတာနော်မလေးရှားလာတဲ့အထိရွာမှာမင်္ဂလာဆောင်တယ်ဆိုတာတပွဲလားနှစ်ပွဲလားပဲသိတယ်မလေးရှားမှာဆိုရင်ဘုရားခင်လိုတော့အရန်ဝန်ခံကြတယ်လာတိုင်းမင်္ဂလာဆောင်တယ်ဒီလာလေးဆောင်တယ်မလားအရင်လာလေးဆောင်တယ်နော်ကျွန်တော်ကြည့်တယ်မစိုးပါဘူးလို့နော်ဘာဖြစ်ဖျားနဲ့တွာလာဖွင့်သူတို့ရဲ့အသက်တာကိုဆုံးဖြတ်ကြတာဟုတ်လားအဲ့ဒါလိုပဲယုံကြည်သူတွေကလည်းဖျားเจ้าတွားကြတယ်ဖျားเจ้าမှာစက္ကတ်ကြတဲ့သူတွေဖျားเจ้าမှာလာပြီးတော့မှသူတို့ပါဝင်ပြီးကောင်းကြီးရပြီဆိုရင်ငြိမ်မနေဘူးတကယ်ချင်းကိုခေါ်ဖိတ်ပေးကြတယ်နော်ပြီးတဲ့အခါကျအစေခံကြတယ်အမှုဆောင်ကြတယ်အဲ့ဒီအရာကဘာလဲဆိုရင်ဒီနေ့တဲ့အတွက်အကောင်းဆုံးဖျားခင်ပြင်ဆင်ထားပေးတဲ့ဝိညာဉ်ရေးမိသားစုတွေဖြစ်ပါတယ်အဲ့လိုမျိုးကြီးထွားလာတဲ့မိတ်ဆွေတွေရှိဖို့လိုတယ်လို့တငယ်ချင်းတွေရှိဖို့လို့အရေးကြီးဆုံးတင်ချိတ်ဆက်ရမယ့်လူတယောက်ကဘာတူလဲဆိုရင်ယေရှုခရစ်တော်ဖြစ်ပါတယ်ယေရှုခရစ်တော်နဲ့တင်ကအချိတ်ဆက်မိတဲ့သူဖြစ်ဖို့လိုတယ်တချို့ကလေဘယ်လိုဖြစ်လဲဒီလားဆရာတွေနဲ့အရန်ရင်းနေတယ်ဆရာတွေကသူ့အားပေးနေရင်သူအရန်အားတက်တယ်စတယ်မှာလည်းပဲသူမမိသားစုပတ်ဝန်းကျင်လေးရှိနေတော့သူအရန်ပျော်တယ်အဲ့တော့သူတို့အားပေးနေတယ်စုတောင်းနေကြတယ်သူသွားနေကြတယ်အရန်ဝိညာဉ်မှာ fire ဖြစ်ဒါပေမဲ့အဲ့ဒီတငယ်ချင်းတွေမရှိတော့ရင်ဝိညာဉ်ကကျသွားပြီအဲ့ဒီဆရာတွေမရှိတော့ရင်ဝိညာဉ်ကကျသွားပြီသူ့ကိုဝိညာဉ်ရေးရမှာဆွဲခေါ်ပေးတဲ့သူဟာတဲ့သူ့ကိုတဲ့အတင်းပြောခံရလို့တဲ့အဲ့ဒီနေ့ကနေပြီးတော့မှတဲ့ဖယားခင်ကိုယုံကြည်တယ်ဆိုတာကိုငါမယုံတော့ဘူးတဲ့ဟာလားဟာငါအရန်အထင်ကြီးလေးစားတဲ့သူပါတဲ့ဟာလားငါရှင်းပါတဲ့ပုံတက်တယ်မကောင်းတာတွေလုပ်နေတာငါမြင်တဲ့နေ့ကနေစပြီးတော့ဖယားခင်ကိုတောင်စိတ်ပြတ်သွားပြီဟာဟေးတင်လူနဲ့ချိတ်ထားတာလားယေရှုနဲ့ချိတ်ထားတာလားအတင်းကို maybe တင်ဆရာနဲ့ချိတ်ထားတာလားယေရှုနဲ့ချိတ်ထားတာလားတင်ဆယ်လီဒါနဲ့ချိတ်ထားတာလားယေရှုနဲ့ချိတ်ထားတာလားအတင်းတငယ်ချင်းနဲ့ချိတ်တာမကောင်းဘူးလားကောင်းပါလေဆယ်လီဒါနဲ့ချိတ်တာမကောင်းဘူးလားဆရာမနဲ့ချိတ်တာမကောင်းလားဒါပေမဲ့တင်မှာယေရှုမရှိရင်ဘာလုပ်မလဲအခွန်ပဲပေါ့ဘာသာရေးပဲလေဒါကြောင့်ယေရှုစီကိုပြန်လာခဲ့ပါဖယားခင်စီကိုသွားပါဖယားခင်နဲ့ personal relationship ရှိတဲ့သူဖြစ်ဖို့ရန်အတွက်လိုအပ်တယ်အနားမှာဘယ်သူမှမရှိတော့ရင်တောင်းယေရှုနဲ့ချိတ်ဆက်တဲ့သူဖြစ်ဖို့ရန်အတွက်လိုအပ်တယ်တင်ကိုအားပေးမဲ့သူမရှိတော့ရင်တောင်းတန်ရှင်တော်ဝိညာဉ်တော်နဲ့မိတ္တာရဖွဲ့တတ်တဲ့သူရှိဖို့ရန်ဖြစ်ဖို့ရန်အတွက်လိုအပ်တယ်အခက်ခဲတွေတနာတွေကြားထဲမှာမယုံထွက်နိုင်တော့ဘူးငါဘာလို့မှမသိဘူးငါ့ကိုဘယ်သူမှအကြံမပေးနိုင်တော့ဘူးလို့ထင်တဲ့အချိန်မှာတောင်ဖယားခင်နဲ့အချိတ်ဆက်ရှိတယ်ဆိုရင်လေလူတွေကြောင့်တင်စိတ်ပြတ်မှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့ဘဝအတွက်အားပေးတာကကျွန်တော်အားရှိစေတယ်ကျွန်တော်အမှုဆောင်ခြင်းကိုတာ၍တိုးတက်စေတယ်ဖယားခင်နဲ့တာယဉ်နီးစေတာကျွန်တော်ရဲ့လူတွေကျွန်တော်ကိုကူညီပေးတယ်မှန်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်ရေးရာကိုလူတွေကဆွဲချလို့မရဘူးကျွန်တော်အောက်ကလူကကျွန်တော်ရဲ့ဝိညာဉ်ရေးရာကိုဆွဲချလို့မရဘူးကျွန်တော်ရဲ့အပေါ်လူကလည်းကျွန်တော်ဝိညာဉ်ရေးရာကိုဆွဲချလို့မရဘူးဆွဲတင်ပေးလို့တော့ရတယ်ဆွဲချလို့တော့မရဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့နှလုံးသားထဲမှာချိတ်ဆက်တာကဖယားဖြစ်တယ်တဲ့နှလုံးသားထဲမှာလည်းချိတ်ဆက်တာဖယားသခင်ဖြစ်ရမယ်အာမင်တဲ့ရဲ့ရှေ့ကလူကကြည့်ကောင်းပါတယ်သူရဲ့တတပုံတက်တယ်ဖြစ်တယ်ဆိုရင်ကောင်းတယ်အဲ့ဒါကိုကြည့်ပေါ့
ဒါပေမဲ့ပုံတက်တယ်မဖြစ်ဘူးလို့သင်ခံစားရတဲ့အချိန်မှာအခုနပြောသလို तू ကပြောင်းလဲခြင်းမပြောင်းလဲမယ်ဒါပေမဲ့သင်ရဲ့ခံစားချက်ကတခါလေပြောင်းလဲနိုင်တယ်မလားသင်စိတ်ကောင်းတဲ့အချိန်မှာကောင်းတယ်လို့မြင်ပြီးတော့စိတ်မကောင်းတဲ့အချိန်မှာမကောင်းဘူးလို့မြင်တဲ့အချိန်တွေရှိလိမ့်မယ်ဒါပေမဲ့ဖယားတခင်နဲ့သင်ချိတ်ဆက်ထားတယ်ဆိုရင်ဝိညာဉ်ရေးရမှာဘယ်တော့မှနှောက်ချစရာအကြောင်းမရှိတော့ဘူးယေရှုခရစ်တော်တည်ဟူသောစပစ်ပင်နဲ့မချိတ်ဆက်မိဘူးဆိုရင်သင်ဘယ်တော့မှအသီးသီးလာမှာမဟုတ်သင်ရဲ့တက်တာဖြစ်ဘုံထင်ရှားလာမှာမဟုတ်ဘာလဲဆရာခိုင်းလို့လုပ်တယ်ဆဲလီဒါခိုင်းလို့လုပ်တယ်တကယ်ချင်းနဲ့လည်းအားလုံးလုပ်နေတော့ငါတို့အားနာပြီးတော့လုပ်တယ်ပျော်လေလေပျော်စရာကောင်းတော့လုပ်တယ်ဘာသာရေးပဲအဲ့ဒါဆရာပြောပြမယ်တင်ဘလောက်ပဲနိုးထားတဲ့အဲ့တော်မှာပဲရှိနေတမန်တရားနဲ့ချိတ်ဆက်မှုမရှိရင်တင်ဘာသာရေးလုပ်နေတာပဲဘာသာရေးကကျွန်တော်ကိုကောင်းကင်ပို့ပေးတာမဟုတ်ဘူးဘာသာရေးကတင်ဝိညာဉ်ကိုကြီးထွားစေတာမဟုတ်ဘူးယေရှုတင်ဖယားခင်နဲ့တွေ့လားဒီနေ့တင်ဒီမှာရောက်လာတဲ့ကမ္ဘာဆရာတွေကိုတွေ့တယ်တငယ်ချင်းတွေကိုတွေ့တယ်မိတ်ဆွေတွေကိုတွေ့တယ်ယေရှုကိုတွေ့လားတင်ဖယားเจ้าထဲမှာရောက်လာတယ်အဲ့ဒီဖယားခင်ကတင်အထဲထဲမှာရောက်လာသလားတင်ဖယားเจ้าထဲမှာရောက်လာဖယားเจ้าကထွက်သွားတာနဲ့ဖယားတင်စီမှာမရှိတော့ဘူးဖယားခင်ကတင်ထဲမှာရှိတင်ဖယားเจ้าထဲမှာရောက်ဒီဖြစ်စေဖယားเจ้าအပြင်မှာရောက်ဒီဖြစ်စေတင်ရဲ့အသက်တာဟာတဆင့်ပြီးတဆင့်ကြီးထွားနေမှာပဲဖြစ်ပါတယ်ဒါကြောင့်တင်နဲ့အတူဝိညာဉ်ရေးရမှာကြီးထွားနေတဲ့တင်ရဲ့ညီကိုမောင်နှမတွေကိုတန်ဖိုးထားပါအဲ့ဒီထက်အရေးကြီးတာကတော့ယေရှုခရစ်တော်နဲ့ကိုယ်တိုင် personally ချိတ်ဆက်မှုရှိတဲ့သူဖြစ်ပါစေအာမင်အဲ့ဒီအတွက်တင်စိတ်မပြတ်သွားပါနဲ့ဘာကြောင့်တော်တော်များများသောအမှုတော်ဆောင်တွေကြဆင်းသွားတာလဲအာ ministry ချင်းတွေမှာရှေ့ဆက်ကပ်နေတယ်ဘုရားခင်တို့အမှုဆောင်တယ်လုပ်တယ်ဘာညာအကြီးကျယ်ပဲဒါပေမဲ့ကြည့်လိုက်တဲ့အခါသူဘာဖြစ်နေလဲဝိညာဉ်မှာခန်းချောင်းမာတလို့ဖြစ်နေမာတကဘာလုပ်လဲသိလားအမှုတော်ထဲမှာရှိတယ်ဒါပေမဲ့ဟိုလူကိုအပြစ်မြင်ဒီလူကိုအပြစ်မြင်ဘာကြောင့်လဲဆိုရင်သူ့မှာဖခင်ရဲ့နှုတ်ကပတ်တော် input မရှိဘူးယေရှုနဲ့ relationship မရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့လှုပ်ဆောင်ခြင်းကလှုပ်ပြတာဖြစ်လာတယ်ကြာလာတဲ့အခါမှာဒါကြောင့်တင်းရဲ့အထဲမှာသူယေရှုခရစ်တော်ကိုနေရာပေးဖို့သူယေရှုခရစ်တော်နဲ့နေ့စဉ်တိုင်းမှာယဉ်နှင်းအကျွမ်းဝင်ဖို့အတွက်လိုအပ်ပါတယ်အာမင်ဖခင်ကိုတည်တော်သူမဖြစ်ပါစေနဲ့ဖခင်ကိုချစ်တဲ့သူဖြစ်ပါစေဖခင်အကြောင်းတည်တဲ့သူမဖြစ်ပါစေနဲ့ဖခင်နဲ့ယဉ်နှင်းအကျွမ်းဝင်တဲ့သူဖြစ်ပါစေအဲ့ဒီဖခင်နဲ့ချိတ်ဆက်မိသွားတဲ့သူကလေသူ့ရဲ့အထဲထဲမှာလူတွေကိုမုန်းတီးတာမနာလိုတာခွင့်မလွတ်တာနာကြီးတာခွဲခြားဆက်ဆံတာမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ယေရှုနဲ့ချိတ်ဆက်မိသွားလို့တခင်နဲ့မချိတ်ဆက်မိတဲ့ရွေးလူတွေရဲ့ပတ်ဝန်းကျင်ကိုမြင်နေလိမ့်မယ်တခင်နဲ့ချိတ်ဆက်မိတဲ့အခါကျအဲ့ဒီလူအားလုံးနဲ့အဆင်ပြေလာလိမ့်မယ်ခဏလေးမိမိရှိတဲ့နေရာမှာမတ်တရပြီးတော့မိမိရဲ့အသက်တာများကိုစက္ကန့်အနိုင်ရအောင်